အနုပညာလောကကနေပျောက်ကွယ်နေတာကလေးကြောင့်မဟုတ်ပဲဝကြွေတစ်ခုကြောင့်ပါဆိုပြီးထုတ်ပြောလာတဲ့ခေတ်ဆက်တွေမင်းမင်းချော်လေးခေတ်ဆက်တွေကတော့ပြည်ပြင်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပဲပြည်သက်တွေရင်ထဲမှာနေရာတနေရာရရှိခဲ့တာလေးဖြစ်ပါတယ်ခေတ်ဆက်တွေကတော့ဇလန်တွေရရင်ပြည်သက်ချစ်တဲ့အနုပညာရှင်တယောက်အနေနဲ့ရည်တည်နိုင်ကြရလေးဖြစ်ပါတယ်သူကကြော်မော်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသလိုပွင့်လင်းပေးချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့်ပြည်သက်အားပေးချစ်ခင်မှုကိုလည်းရရှိထားသလိုလုပ်ဖို့ခိုင်ဘက်တွေရဲ့အချက်ကိုပါရရှိထားသူဆိုရင်လည်းမမှားပါဘူးပရိသတ်တွေရဲ့နှုတ်ပြမှလည်းကလေးဆိုပြီးဖြစ်နေကြသလိုအပေါင်းချင်းတွေကြားမှလည်းအားလုံးကမမေးဆိုပြီးဖြစ်နေကြရတဲ့ပါပဲလူတိုင်းရဲ့အချက်ကိုရထားတဲ့မင်းသမီးကျော်လေးကတော့အင်တာဗျူးလိုက်ချိန်မှာတော့ပရိသတ်တို့ရဲ့ဝေဖန်တန်ကိုခံခဲ့ရပါတယ်ကိုရိုက်ကနာမည်ကြီးအနုပညာရှင်တယောက်ကျော်မော်ရဲ့မင်းသမီးတလက်ဖြစ်ပေမဲ့လူပြိုကိုမယူပဲတခုလက်ကိုယူရမလားဆိုပြီးပရိသတ်တို့ကဝေဖန်ခဲ့ကြလေဖြစ်ပါတယ်ပြည်သူတွေကတော့ခေတ်ဆက်တွေကိုနှမျောတဲ့စိတ်နဲ့ဝေဖန်ကြပေမဲ့သူရဲ့အမှုပညာကိုတော့အားပေးမပြတ်ပါဘူး။ပြည်သူတွေကတော့ခေတ်ကိုဘယ်လောက်ထိအားပေးလဲဆိုရင်လက်တလုံးမှာခေတ်ဆက်တွေပြောင်းနေလို့အမှုပညာလုပ်တွေကိုပြန်လုပ်ဖို့တောင်းဆိုနေကြတဲ့ဒီပါပဲ။ပြည်သူတွေကတော့နှမျောလို့ဝေဖန်ပြောဆိုနေကြပေမဲ့ခေတ်ရဲ့အမှုပညာကိုတော့မျက်နှာကြပါတယ်။စကားတွေကိုပြ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 တရုပ်ဆောင်ခဲ့တဲ့ခေတ်ရဲ့တရုပ်ဆောင်ချက်တွေကိုသဘောကျခဲ့ကြသလိုနောက်တစ်ကြိမ်ဖန်သားပြမှာပြန်မြင်ခြင်းနဲ့ဆိုပြီးတောင်းဆိုနေကြပြီလေဖြစ်ပါတယ်။ခေယာတာလီမွေးပြီးကလေးကအနုပညာလုပ်တွေကိုရနာကြတဲ့အပြင်မီဒီယာရှိမှာပါမထွက်တော့တာမို့သူရဲ့ပရိသတ်တွေကသတိတရားဖြစ်နေကြတာပါခေယာပရိသတ်တွေကခေတယောက်တာလီမွေးထားလို့အနုပညာလုပ်တွေမလုပ်တော့လားဘယ်တော့ပြန်လုပ်မှလဲဆိုပြီးမေးမြန်းတာတွေရှိနေကြပေမဲ့တကယ်တမ်းကတော့ခေဆက်တွေကအနုပညာလုပ်တွေကိုဆက်မလုပ်တော့တာမဟုတ်ပါဘူးသူကပရိသတ်ထင်တယ်လို့မျိုးကလေးကြောင့်အနုပညာလုပ်တွေကိုဆွန့်လွတ်တာမဟုတ်ပဲပရိသတ်ရှင်ကကွယ်ပြောင်းနေကြတာဝနာကန်နာကြောင့်ဖြစ်တဲ့ယောဂတစ်ခုကြောင့်ဆိုတာကိုထုတ်ပြောလာခဲ့ပါပြီ။ပရိသတ်တွေမျှော်နေတဲ့မေခေဆက်တွေကတော့ခုဆိုရင်ပရိသတ်တွေရှေ့ကိုပြေရောက်လာခဲ့ပြီလေဖြစ်ပါတယ်။ခေကတော့တားဖြတ်သူတနင်္လာပြည့်တဲ့အချိန်မှာပရိသတ်ရှေ့ကိုပြေရောက်လာခဲ့ပြီးသူကြုံတွေ့ခဲ့ရတဲ့ဝေဒနာတွေကိုပရိသတ်သိအောင်ထုတ်ပြောလာခဲ့ပါပြီ။ခေကတော့အနုပညာလောကကနေနလင်းလောက်ပြောင်းနေတာပရိသတ်တွေရှေ့ထွန်းပြရဲလောက်အောင်ကိုဝေဒနာခံစားနေရလို့ပါပဲ။သူကသားလေးမွေးပြီးချိန်မှာဟော်မုန်းပြောင်းလဲနေတဲ့သပင်တွေအစုံလိုက်ကျွတ်ကြတဲ့အထိကိုဖြစ်ခဲ့တာပါကလေးမိမိမို့သပင်ကျွတ်တာမျိုးမဟုတ်ပဲဟော်မုန်းပြောင်းလဲမှုကြောင့်သပင်ကဥယျာဉ်ပြားပေါ်တဲ့အထိကိုအကွက်လိုက်ကျွတ်ခဲ့တာပါသပင်ကျွတ်တာကလည်းတစ်ခွက်တည်းမဟုတ်ပဲလေးခွက်လောက်ကျွတ်တာမို့လူကြားတွေမထွက်ရတဲ့အထိကိုဖြစ်ခဲ့ရလေဖြစ်ပါတယ်ဆရာဝန်ကတော့ဟော်မုန်းကြောင့်ဖြစ်တာသပင်ပြန်ပေါက်တာမပေါက်တာကန်တရားပဲဆိုပြီးသူ့ရဲ့ချိန်တွေကိုပြောခဲ့တာမို့သူ့အနေနဲ့စိတ်သက်တွေဟိုးအောက်ဆုံးထိကိုကြားခဲ့ရလို့ဆိုပါတယ်တချို့အသည့်တွေကတော့သူ့ရဲ့ယောဂကိုဝဏကနာကြောင့်ဖြစ်တာဆိုပြီးပြောဆိုနေကြရတဲ့ပါပဲ။ခေကတော့ကလေးမွေးထားလို့ depression ဝင်နေချိန်မှာသူ့ရဲ့ယောဂအခြေအနေကြောင့်လူရှိတာမတွေ့ရပဲ။ဟိုက်ချိုတွေထဖောက်တဲ့အကျဖြစ်ခဲ့လို့ဆိုပါရယ်။ခေကတော့အခုချိန်မှာစေကူတာမှုခံယူထားတာမို့ပုံမှန်လို့ပြန်ကောင်းလာခဲ့ပြီးမို့ပြည်သူရဲ့ရှေ့ကိုပြောင်းလာခဲ့ပြီလေဖြစ်ပါရယ်။ခေကတော့လက်ရှိမှာကျမရဲ့ပြန်ကောင်းလာပြီးမို့အနုပညာလောကကိုဒုတိယအကြိမ်ပြန်ဝင်ဖို့ကြိုးစားနေပြီလေဖြစ်ပါတယ်။ပြည်သက်လေးတို့ရောခေမေမေကိုအားပေးကြဖို့အသင့်ဖြစ်နေကြပြီလား။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးထားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာအကြောင်းအများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ပြည်တင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတက်လေးကျေးဇူးအများကြီးတင်ပါတယ်။